ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအကြောင်းတကယ်လား TTC ရလားဟမ်ကျောင်းမှာချော်လေးပါစီဟုတ်ပါပြီအတော့ဘလို့မအောင်စဉ်းစားလို့မရဘူးကွာအဲ့ဆိုရင်တော့ကိုထွန်းသိတယ်နော်ကဲကိုထွန်းနဲ့မတ်ဒီနဲ့ဆိုလို့ရှိရင်ဘသူနဲ့ပို့ပြီးတော့ရင်းနှီးလဲငါတို့မပေါ်အာမင်းကောင်းမင်းလည်းမင်းကောင်းမင်းလည်း normally ဒီလေးယောက်ကကွာအန်ဒီတစ်ခုခုကြုံတော့မယ် normally တယောက်တည်းကိုပဲကဲရမှာတယောက်တည်းကိုပဲကဲခွင့်ရှိရဆိုရင်ဘသူ့ကိုကဲမှာလဲပြောရမှာလားပြောမှာပေါ့ကိုထွန်းတို့ပဲကဲမှာဒါပဲလေကိုထွန်းဗျာကိုထွန်းနဲ့လေချီဝတ်တဲ့ချင်းလေးဆိုကြမှာကိုထွန်းခွင့်ပြမှာလားခွင့်ယူမှာပါချင်းဆိုချင်တာလေပြောပါခွင့်ပြတာဟုတ်ပါပြီကိုထွန်းခွင့်တောင်းဖို့လိုသေးလားလူလာပေါ့ခွင့်တောင်းဖို့မလိုပါဘူးခွင့်ပြုပြီးသားပါဆိုမယ်နော်တော့ဘူးမလည်းမသိပြောဆိုလာတယ်နည်းမူတာလေးဆိုလိုက်နေလေလေဒီကောင်အခုကလေဒီကောင်အလှည့်မဟုတ်သေးဘူးလေသူတို့ပေးလိုက်ဟုတ်မဟုတ်မင်းနေတယ်လေပောက်ပြရမင်းမကိုထွန်းတို့နဲ့ဒီမှာမတ်ဒီဒီနဲ့ဆိုရင်ဘသူ့ကိုပို့ပြီးတော့ရင်းနှီးလဲလို့ဘသူနဲ့ပို့ပြင်မှာစုံမှုလဲနှစ်ယောက်လုံးနဲ့ရင်းနှီးပါနည်းနည်းလေးတော့ပို့လိုက်ဥပမာကဲကိုထွန်းတို့ဆိုမခိုင်လေးကကိုထွန်းတို့ဆိုလဲချစ်တဲ့ခင်တယ်မမဒီဒီချစ်တဲ့ခင်တယ်နှစ်ယောက်ဆိုလို့ကျွန်တော်မတ်ဒီဒီကိုပို့ချစ်တယ်အဲ့လိုမျိုးလေးပေါ့ရဲ့တယောက်တော့ပို့ရမယ်မရဘူးသူတို့နှစ်ယောက်တည်းကဘသူ့ပို့ချစ်တာလဲဘသူ့ပို့ရင်းနှီးတာလဲပြောမမဒီဒီနဲ့တချင်းဆိုရင်လည်းခင်တယ်ဟာအဲ့ဒါမှမသိရင်လဲစံနေမြင့်လေးဖြစ်ပြီအဲ့ဒါမှမသိရင်လဲဆက်ပြောပါဦးတကယ်ကျွန်တော်နဲ့တယောက်ဆောင်နေပို့ခင်သွားလေအော်ကဲတဲ့ကျောင်းလဲတူတယ်လေ TTC ကလည်းတူရလေကိုထွန်းကပိုသိတယ်နဲ့ငါကတော့နိုင်ဟဲခဏနေပါဦးနေကိုထွန်းနဲ့ရုပ်ရှင်တွေမှာရိုက်ဘူးရပေါ့အဲ့လိုပေါ့အဲ့ဒါဆိုမခိုင်လေးနဲ့ရောတရုပ်ဆောင်နေဆိုတော့မခိုင်လေးနဲ့ရောခင်ပြောလို့ရပါတယ်မခိုင်လေးနဲ့ရိုက်ချင်တာအခွင့်ရရတယ်ဘေးဆိုသူနောက်ပိုင်းရိုက်တာနေလို့လေထွန်းနဲ့တော့ရိုက်ဘူးရပေါ့ရုပ်ရှင်တူရိုက်ဘူးရပေါ့ထွန်းနဲ့တော့အဲ့လိုပြောလို့ရပါတယ်ဟွာလေခက်ထွန်းနဲ့ရိုက်တော့ဘယ်လိုလဲမင်းသမီးနေရာနေရိုက်တာလားဘယ်လိုနေရာနေဘယ်လိုရိုက်တာလဲထွန်းနဲ့ရိုက်တော့ကိုထွန်းသမီးနေရာလေကိုထွန်းသမီးနေရာကဲငါသမီးတွေကဘယ်သူမှမရရသေးဘူးအဲ့လိုမဟုတ်တိုင်းမပြောနဲ့လေဟိုကပြောတာနေတော့နေသေးတယ်ဒီဒီနဲ့ဗာနောက်တွေပါထွက်ဖူးလားဒါမှမဟုတ်ရှိုးဝဲမှာစုံဘူးလားဘယ်မှာစုံဘူးလားလဲနောက်ရောက်ထွက်ရင်ဒီဒီစုံတော့လောက်တာခါမှာဆိုးလို့မသွားဘူးဖျားပဲသွားတယ်ဒီဒီကတော့ဖျားမသွားဘူးဖျားလည်းသွားတယ်ဖျားသွားတယ်ဒီမှာတွေ့မယ်လေဖျားသွားရင်မခိုင်နဲ့တွေ့မှာလေမခိုင်လေးနဲ့တွေ့မှာလေတော်ပြီအဲ့နိုင်အောင်နဲ့ဖျားကိစ္စကြီးကတအားရိုးနေပါပြီထားလိုက်ပါတော့အဲ့ကိစ္စကြီးမေးလိုက်ပါတော့ဟိုပါပဲပြောပါဟိုတရုတ်ဆောင်လားအဆိုတော်လားဆိုတာအဲ့တခုကိုတေချာလေးပြောလိုက်အဆိုတော်တရုတ်ဆောင်ဖြစ်ချင်လားသူပဲပြောစက္ကန့်30ပဲကျန်တော့လေအခုအဲ့ဆိုဖြစ်နေတာပေါ့ဆိုတော့ဖြစ်နေတာပေါ့ဆိုတော့တရုတ်ဆောင်မယ်ဟေးနုပညာပိုးစားတယ်ဆိုတော့ခုနှစ်နှစ်ကနုပညာပိုးစားရုပ်ရှင်ရိုက်တာစားလားတချင်းဆိုတာစားလားတချင်းနေနဲ့အရင်စပြီးရင်းကြီးတာပါဟုတ်တယ်တချင်းဆိုတာအဲ့ဆိုတချင်းစားဆိုတာပေါ့အသက်9နှစ်မှာဘယ်လိုမျိုးတချင်း9နှစ်မှာတချင်းမဆိုသေးပါဘူးဆိုပြီလားဝါသနာပါတာခုနှစ်နှစ်တည်းကဝါသနာပါတာမဆိုသေးဘူးဆိုတယ်မပြောဘူးသူကဝါသနာပါတာကိုပြောတာဝါသနာပါတာဩအဲ့ဆိုပထမဆုံးတချင်းဆိုတာဘာမှဆိုရှိုးဝဲမှာဆိုတာလားတချင်းကိုကိုပိုင်တချင်းထုတ်ခဲ့တာလားတိုင်